ကြည်စံရထားပေါ်မှာကစားစရာတနက်နဲ့စော့နေတဲ့ကောင်လေးတစ်ယောက်ကကောင်မလေးတစ်ယောက်ကိုတနက်နဲ့လိုက်ချိန်နေလို့ပြဿနာအကြီးအကျယ်တက်ပါတော့တယ်မထင်မှတ်ပဲအဲ့ဒီကောင်မလေးစီမှာအဆင့်ဆယ်ရှိတဲ့စိတ်ကြွယောဂရှိနေပါတယ်သူမသာဒေါသကိုမထိန်ချုပ်နိုင်ရင်လူသက်ချင်စိတ်ကိုတားဆီးနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ကံကောင်းစွာနဲ့ပဲအဲ့ဒီအချိန်လေးမှာကောင်မလေးကဒေါသကိုထိန်ချုပ်ထားနိုင်ခဲ့ပါတယ်ဒါပေမဲ့ကောင်လေးကကောင်မလေးရဲ့တက်ပလက်ကိုယူဆော့ချင်နေပါတယ်ကောင်လေးရဲ့အမေကသူ့သားကိုတက်ပလက်ပေးဆော့ဖို့ကောင်မလေးကိုပြောပြီးဒေါသတကြီးနဲ့စူပူပါတော့တယ်ကောင်မလေးကသူမရဲ့စိတ်ကြွဒေါသတွေကိုထပ်ပြီးထိန်ချုပ်လိုက်ပါတယ်သူမကတက်ပလက်ကိုအသုံးပြုဖို့လိုအပ်နေလို့ပေးဆော့လို့မရကြောင်းတီတီငြိမ်ငြိမ်ပဲရှင်းပြပါတယ်ဒါပေမဲ့အမေဖြစ်သူကဒါကိုကြားတော့ငါသားလေးခဏလောက်ဆော့တာဘာများအရေးကြီးနေလို့လဲလို့မောက်မာပြန်ပြောပါတယ်ဒီလောက်ရက်ကတခြားခရီးသည်တွေကိုချက်ချင်းမကြေမနက်ဖြစ်သွားစေပြီးတာအမိနှစ်ယောက်ကိုဝိုင်းပြီးဝေဖန်အပြစ်တင်ကြပါတော့တယ်သူတို့ရဲ့အပြစ်တင်မှုတွေကြောင့်နောက်တစ်စက္ကန့်မှာပဲကောင်လေးကငိုချလိုက်ပါတယ်တားဖြစ်သူငိုတာကိုမြင်တော့ကောင်မလေးကသူမရဲ့တက်ပလက်နဲ့သူ့သားကိုမြူးဆွဲနေတာမဟုတ်ရင်သူ့သားကဆော့ချင်မှာမဟုတ်ဘူးဆိုပြီးဆွဲပါတော့တယ်ကောင်မလေးကိုအပြစ်ပေးတဲ့အနေနဲ့အမျိုးသမီးကတက်ပလက်ကိုခြေထောက်နဲ့တနင်းပြီးချိုးဖျက်ပစ်လိုက်ပါတယ်အဲ့ဒီနောက်ကောင်မလေးရဲ့စပင်ကိုဆွဲပြီးထက်ရိုက်ပါတော့တယ်ကောင်မလေးကဆက်ပြီးတီးမခံနိုင်တော့ပဲအဲ့ဒီစိတ်အနှောက်အယှက်ကောင်းတဲ့အမျိုးသမီးကိုအခုချက်ချင်းတက်ပစ်ဖို့တောင်တွေးလိုက်မိပါတယ်ဒါပေမဲ့အဲ့ဒီအချိန်လေးမှာတင်ဆရာဝန်ရဲ့အကြံပေးစကားကိုပြန်တတိယသွားပါတယ်ကမ္ဘာ့ကိုခံပညာချန်ပီယံတယောက်အနေနဲ့သူမသာဒေါသမထိန်နိုင်ရင်လူတေဆုံးတဲ့အထိဖြစ်သွားနိုင်လို့ပါဆရာဝန်ကဘလို့ပြိပခမျိုးကိုမစိုးတီးခံဖို့တတိပေးထားခဲ့ပါတယ်ဒါကြောင့်ကောင်မလေးကနောက်တစ်ချိန်ထပ်ပြီးဒေါသကိုထိန်းချုပ်လိုက်ပြန်ပါတယ်အဲ့ဒီနောက်သူမကစိတ်ကျန်းမာရေးဆေးရုံကနေအခုလေးတင်ဆင်းလာတာဖြစ်ကြောင်းအမျိုးသမီးကိုပြောပြလိုက်ပါတယ်သူမကိုထပ်ပြီးဒေါသထွက်အောင်မလုပ်ဖို့မဟုတ်ရင်အကျိုးဆက်တွေဆိုးရွားသွားမယ်လို့တတိပေးလိုက်ပါတယ်ဒါပေမဲ့အမျိုးသမီးကကောင်မလေး6လက်နေတာလို့ထင်ပြီးသူမရဲ့တတိပေးချက်ကိုအလေးမထားတဲ့အပြင်ကောင်မလေးကိုထက်ရိုက်ဖို့စူးစမ်းပါသေးတယ်သူမကကောင်မလေးကိုကျမ်းပြင်ပေါ်ဖိချလိုက်ပါတယ်လုံးထွေးတပ်ပုတ်နေရင်းနဲ့ကောင်မလေးဆေးရုံဝတ်စုံဝတ်ထားတာကိုသူမတတိထားမိသွားပါတယ်ဒါတော့မှပဲအမျိုးသမီးကကောင်မလေးဟာစိတ်ယောဂရှိတယ်လို့ဟန်ဆောင်နေတာလို့ယုံကြည်နေပြီးပြန်မချနိုင်တော့အောင်အားနဲ့လုံးနဲ့ဆိုပြီးလောင်ပြောင်ပါတော့တယ်ဒါကိုကြားတော့ကောင်မလေးလည်းအကြီးအကျယ်ဒေါသထွက်သွားပါတယ်အမျိုးသမီးကိုအခုချက်ချင်းတိုက်ခိုက်ခြင်းပေမဲ့သူမရဲ့ဒေါသကိုမျိုးသိပ်ထားခဲ့ရပါတယ်ကွယ်လွန်သွားပြီဖြစ်တဲ့မိခင်ကိုဂါရဝပြုဖို့သူမအိမ်ပြန်ရအောင်မှာပါဒါကြောင့်သူမရဲ့ခံစားချက်တွေကိုထိန်းချုပ်ဖို့ဆေးတောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်မထင်မှတ်ပဲအမျိုးသမီးကဆေးပလင်းကိုလူယူသွားပြီးဆေးပြားတွေအကုန်လုံးကိုကျမ်းပြင်ပေါ်တွန်းချပစ်လိုက်ပါတယ်ကောင်မလေးကိုဆေးတွေကောက်ပြီးခွေးတစ်ကောင်လိုစားဖို့အတင်းကျပ်ခိုင်းစေပါတော့တယ်ကောင်မလေးမှာတခြားရွေးချယ်စရာမရှိတော့ပဲလိုက်လို့ရပါတယ်အဲ့ဒီနောက်အမျိုးသမီးကဆေးတွေကောက်လို့မရအောင်ကောင်မလေးရဲ့လက်ကိုခြေထောက်နဲ့တက်နှင်းထားလိုက်ပါတယ်ဒါကကောင်မလေးရဲ့ဒေါသကိုအထုပ်ထိပ်ရောက်သွားစေခဲ့ပေမဲ့သူမကစိတ်ကိုတည်ငြိမ်အောင်ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်လေးမှာကောင်လေးကကောင်မလေးရဲ့လက်ပေါ်ကကြောက်စိမ့်လက်ကောက်ကိုတတိထားမိသွားပါတယ်အမျိုးသမီးကလက်ကောက်ကိုချက်ချင်းချွတ်ယူလိုက်ပါတယ်အဲ့ဒီလက်ကောက်ကကောင်မလေးရဲ့ကွယ်လွန်သူမိခင်ပေးထားခဲ့တဲ့အမတ်တရပစ္စည်းဆိုတာကိုတော့သူမမသိခဲ့ပါဘူးကောင်မလေးကအမျိုးသမီးရဲ့အပြုအမူတွေကိုဆက်ပြီးတီးမခံနိုင်တော့ပါဘူးသူမကမတ်တက်ရက်ပြီးလက်ကောက်ကိုပြန်ပေးဖို့အော်ဟစ်တောင်းဆိုပါတယ်ပြန်မပေးရင်တက်ပစ်မယ်လို့တတိပေးလိုက်ပါတယ်လက်ကောက်ဟာကောင်မလေးအတွက်အရန်အရေးကြီးတယ်ဆိုတာကိုသိသွားတော့အမျိုးသမီးကကောင်မလေးကိုဒူးထောက်ပြီးသူမနဲ့သူမသားကိုတောင်းပန်ဖို့အတင်းကျပ်ခိုင်းစေပါတယ်ဒါမှသာလက်ကောက်ကိုပြန်ပေးမယ်နဲ့ကောင်မလေးကအမျိုးသမီးကိုတက်ပစ်ခြင်းစိတ်တွေထပ်ပေါ်လာပေမဲ့အိမ်မှာစောင့်နေတဲ့မိခင်ကိုတတိယပြီးမလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးမှာတော့သူမဟာအမျိုးသမီးရှိမှဒူးထောက်ပြီးလက်ကောက်ပြန်ပေးဖို့တောင်းပန်ခဲ့ရပါတယ်ဒါကိုမြင်တော့အမျိုးသမီးကလက်ကောက်ကိုကမ်းပေးလိုက်ပေမဲ့တမင်တက်ကျန်းပြင်ပေါ်ပစ်ချလိုက်ပါတယ်ဖမ်းမဆွဲနိုင်တဲ့ကောင်မလေးကိုပဲအပြစ်တင်ပါသေးတယ်လက်ကောက်လေးနှစ်ပိုင်းကျိုးသွားတာကိုကြည့်ပြီးကောင်မလေးဟာဒေါသအမျက်ထွက်သွားပြီးဆက်လက်ထိန်းချုပ်မထားနိုင်တော့ပါဘူးအဲ့ဒီစိတ်အနှောက်အယှက်ကောင်းတဲ့အမျိုးသမီးကိုပြင်းထန်တဲ့တံမိုးတစ်ခုပေးဆက်စေဖို့သူမဆုံးဖြတ်လိုက်ပါတော့တယ်